Suzuki မှာဆိုလဲတော့ Suzuki ဆိုရင်တော့အ try ပုံစံဆို welcome ပေါ့နော်ဒီ high jet မှာတော့အ try အဲ့လိုမျိုးပေါ့နော်ရိုးရိုး high jet တွေကကြတော့အဓိကသူလုပ်ငန်းသုံးမဲ့လူပေါ့နော်လုပ်ငန်းသုံးမဲ့ delivery service တို့နောက်လို့ကယ်ယူပို့ဆောင်ရေးတွေပေါ့နော်လုပ်ငန်းသုံးအတွက်ကိုကြတော့အ try ကကြတော့နည်းနည်းလေးထွေတယ်ဒီ660ဒီရိုးရိုးဟာတွေကကြတော့မရှိဘူးမရှိတော့ဒီရိုးရိုးကျော် picket တို့ဒီ delivery တို့အတိုင်းပဲဒါဘုံမပေါ့ဆိုတော့စီတိုက်ရိုက်ပဲဒါပေမဲ့အယုံဆွဲကြတော့ဒါကိုအ try တော့ပိုမောင်းကောင်းတယ်ပေါ့ဗျာ engine ပိုပွင့်တယ်ပြီးတော့အတွင်းကန်းတွေပို့ပြီးတော့ငိန်ချောင်းသွားတယ်ပေါ့ဗျာဒီလည်းအဲ့လိုမျိုးအ try လူစည်းတွေဆိုမသိ alpha midi ကြာနေရပါအဲ့လိုမျိုးတွေအတွင်းကန်းတွေကရှမ်းဝိုင်းအခုအပြေးနဲ့ slide တကားတွေပါနေတချို့ဆို 5.1 တွေတော့ပါတယ်5.1တွေပါတဲ့ကားတွေတောင်ရှိအ try မှာ grade အမြင့်နေဆိုရင်လေ5.1 speaker တွေတောင်ပါတယ်အဲ့လိုမျိုးဝယ်ကွန်မှာလည်းပါတာရှိအဲ့လိုမျိုးပေါ့နော်အဲ့ပေါ့အခုကအိမ်စီးလဲလုပ်မယ်အိမ်စီးလဲလုပ်မယ်ဒီလုပ်ငန်းလဲသုံးမယ်ဆိုရင်တော့အ try ကတော့ပို့ပြီးအခုတော့ကောင်းတယ်ဒါပေမဲ့အဓိကအဲ့ turbo လေးပါလေးကောင်းတဲ့ဟာမျိုး engine တွေ gearbox တွေကောင်းတဲ့ဟာတချို့ကကျတော့ turbo ကစီကျော်သွားပြီဆိုဘာလို့ turbo လမ်းပိတ်ပလိုက်တယ်မပြင်းတော့ဘူးအခုက turbo ကလည်းအရင်ကကျွန်တော်တို့ဘာမို့တဲ့အချိန်ရတော့မှဒီကားကြီးအဲ့100ကျော်100တစ်ပတ်လက်လောက်အချိန် turbo တစ်လုံး2သိန်းမှ3သိန်းလောက်ရှိအခုဆိုရင်တော့ပိုတော့ပိုလိမ့်မယ်အဲ့လိုမျိုး5-8သိန်းလောက်သွားမယ်ထင်တယ်အဲ့ဒီပုံမှာအဲ့ဒါနောက်ပြီးအဲ့ကောင်ကလည်း turbo တက်တိုင်းလည်းမအောင်သူက second တပန်းချတက်ကတော့တက်တိုင်းမအောင်ပေါ့နော်အဲ့ဒါမျိုးတွေကခဏခဏကြုံရတယ်အဲ့လိုမျိုးပေါ့အဲ့တော့ turbo ကနည်းနည်းလေးထွေတယ်ထွေတော့တချို့ကဘာလို့ turbo လမ်းပိတ်လိုက်တယ်ပိတ်ပြီးတော့ဒီတိုင်းသုံးတော့အဓိကအဲ့လိုသုံးလိုက်တော့စီပိုစားတယ်အင်းကြီးကအချိန်ကြီးမှားနေရပါအချိန်ကြီးမမှန်တော့ဒီ gear ကြီးတွေနဲ့မောင်းနေရတဲ့ပုံစံမျိုးဖြစ်နေအဲ့လိုမျိုး1 2 3တွေနဲ့မောင်းနေရတဲ့ပုံစံမျိုးတွေဖြစ်အဲ့လိုမျိုးတွေကဖြစ်တတ်တယ်ဒီအဲ့ဒီ high jet တွေဒီ Suzuki တွေဒီမှာအဲ့ဒါတွေကနည်းနည်း knowledge အနေနဲ့ပေါ့နော်အဲ့ဒါလေးတွေကတော့ရှိတတ်တယ်အဲ့လိုမျိုးဟုတ်တော့ဒီကောင်တွေကလည်းအခုအိမ်စီးမယ်ဆို delivery ဖြစ်တဲ့ပုံမှာအခုရဲချောင်စီးရမှာမဟုတ်ရင်ညဘက်ဒီမနေ့ sorry ပဲလွတ်လွတ်လပ်စီးလို့ရမှာဟုတ်တော့ရင်းနေရဲ့အနောက်ကလူစီးလို့မရဘူးဒီကောင်လူစီးရင်မှအခုဖမ်းမှာသူအရှိ2ယောက်ပဲပေးထားတာဆိုလေအဲ့လိုမျိုးအနောက်ကကျန်တဲ့ချိန်တွေကခောက်မောင်းရမှာအဲ့လိုဒီတံများတွေပဲကတ်ထားရမှာအဲ့လိုဟိုရှာတာတော့အကောင်းဆုံးရှာမှာပေါ့နော်ဒါပေမဲ့သုံးနေနေလည်းအဲ့တာဘောတစ်ခါကျရင်ပြတ်တတ်တယ်ဖြစ်တတ်တယ်ချက်ပစ္စည်းဆိုတော့လေအဲ့လိုမျိုးဆိုတော့ तू ကပြင်တာရိုးဒီ EF တို့ KF တို့ engine ထက်ကိုဒီ turbo ပါတဲ့ engine ကပို့ပြီးပြင်ရနည်းနည်းလေးပို့ပြီးပို့တယ်ပေါ့လက်ပို့တယ်ပေါ့နော်အဲ့ဒါလေးတခုတော့ရှိအဲ့လိုမျိုး